刚刚，你来没表情喏？如果你以为浪棒弄你嘞，我也打看了嘞，佢有晒棒诶，我帮到你些嘛嘞，每天通他嘞边的哟，漂亮来讲的哟，我对那路灯他嘞不是你嘞，朋友别胡得越价，提得越价呢，你这个都没价啦，嘿，帮到你那路啥啦喏，帮到你我们有没得路些，你那几里干里面喏？妈咪说，那几罗干那么看见嘛呜，အခုတလောလူကကျမ်းမာရေးတိတ်ကောင်းတာမဟုတ်ဘူးလေနောက်တေချာတက်နေရှင်ရှင်နေရုပ်တွေကိုတက်တက်ရထားဆိုလဲတမီးတေချာထားပေးပါမယ်ပြီးရောဒါနဲ့လေမမီစိတ်ခွင့်တောင်းစရာလေးတစ်ခုလောက်ရှိရဲတမီးခီးလေးတစ်ပတ်10ရက်လောက်သွားခြင်းနဲ့အဲ့ဒါရမလားယင်အညီခကြီးသွားတာပဲဘာလို့မရမှာလဲဘာလဲညီကညီမရှိလို့ရှိရင်ကျုပ်ကိုလုတ်ပေးကြိုက်ပြီးမဲ့သူမရှိမှာစိုးရင်ညာပါလားအမလေးကျုပ်မှာတပည့်ရမြန်လေးပေါ်လို့ဒါညီပဲတော့မှာတော့ဒီဘက်ကိုခီးသွားခြင်းလားဘာသာလုံးလားတောင်းစိန်မှာပေါ့ဒီဘက်မှာတဲ့သူ့ရဲ့ဆရာတူတပည့်ရင်တငယ်ချင်းတွေရှိရဲတဲ့အဲ့ဒါပညာချင်းသွားပြီးတော့ဖလှယ်မလို့ပြောတာပဲပညာချင်းဖလှယ်ဖို့ဟုတ်ဟဲ့တောင်းစိန်မှာဘာမှလုံးမယ်မသိပါဘူးအေးပေါ့ဟဲ့ तू ကပြည်သွားမှာလေညီကပြည်မှာဘယ်နေရာဘာရှိဆိုညီကသိလို့လားဘာလဲလို့မှာတော့သမီးကပျောက်ကီသူစစ်လေပျောက်ကီဇာတိဟဲ့ငါ့ကိုပပပြောတော့ကတော့ညီကရှမ်းပြည်ရပါဆိုရှမ်းပြည်ကကြတော့ခဏတစ်ဖြုတ်ခီးသွားလဲသွားမျိုးပဲကဲသွားပါသွားစားရှိရတော့ဘယ်တက်တိုင်ပါလဲညီနဲ့တောင်းစိန်မှာလည်းတော့တော်တော်ရင်းနှီးနေပြီနော်ဟုတ်အေးပါရပါတယ်ကိုလူသူ့ဘက်သားဖြစ်ဖြစ်သူ့လူကိုယ့်ဘက်သားဖြစ်ဖြစ်အကြောင်းမဟုတ်ပါဘူးငါညီတို့မြတ်တာနဲ့ပဲဆက်ဆံနာဟဲ့ညီလေပြည်ကိုသွားတယ်ဆိုလို့ရှိရင်အဲ့ဒါနေပြီးငါ့ကိုအပြန်ရရလေဟဲ့မလိုင်ဝယ်ခဲ့ပြပါအောင်နော်မလိုင်လေမလိုင်အပြင်လေဟဲ့အိုးလေးမလိုင်ဆိုလားမသိဘူးလေအရင်စားလို့ကောင်းတယ်အဲ့ဒါလေးငါ့ကိုဝယ်ခဲ့စမ်းပါလေနော်စိတ်ချပါအော်ကိုလေးမလိုင်ကိုလေအမြောက်ကားကြီးမှာမိစိန်တော့ဝယ်ခဲ့မှာအဲ့လိုကြီးတော့မလုပ်ပါနဲ့နင်အများကြီးဝယ်လိုက်ငါတိတ်ကြိုက်တာဆိုတော့လေမြင်စားရင်မြင်စားနဲ့လေငါဝိတ်တက်ပြီးဝါလာမှာပေါ့ဟဲ့အော်သမီးနဲ့တူတူဖြစ်သွားပါပေါ့မလေးညီနဲ့တူတူဖြစ်ဖို့